ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3အငယ်16ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ယောမဩဝါဒစာခန်းကြီး8အငယ်14ကနေ19ဘုရားသခင်၏ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည်ဘုရားသခင်၏သားဖြစ်ကြ၏အကြောင်းမူကားသင်တို့သည်တဖန်ကြောက်ရွံ့တတ်သောကျုံ၏တဘောကိုရကြသည်မဟုတ်အဖဟုခေါ်ရသောအခွင့်နှင့်သားဖြစ်ခြင်း၏တဘောကိုရကြပြီငါတို့သည်ဘုရားသခင်၏သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏သားမှန်လျင်အမွေခံဘုရားသခင်၏အမွေခံဖြစ်ကြ၏ခရစ်တော်နှင့်အတူဘုံဝင်စားမိအကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျင်ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏အင်္ဂလိပ်လိုကိုသမီး Trinity ဖတ်ပြပါမယ် John 3:16 For God so loved the world that he gave his one and only Son, that whoever believes in him shall not perish, but have eternal life. Romans chapter 8, verse 14 to 17. For those who are led by the Spirit of God are the children of God. The Spirit you receive does not make you slaves, so that you live in fear again. Rather, the Spirit you received brought about your adoption to sonship, and by him we cry, Abba, Father. The Spirit himself testifies with our children that we are God's children. Now if we are children, then we are heir shares of God and co-heirs with Christ, if indeed we share in his sufferings in order that we may also share his glory. Amen. အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်လို့အမှားစကားမှာမရှိမှသိမယ်ဆိုတဲ့စကားရှိတယ်အဲ့တော့ရှိနေတဲ့အခါကျတော့ကျွန်တော်တို့ကသိပြီးတော့တန်ဖိုးမထားဘူးအလေးမထားဘူး appreciate မလုပ်ဘူးဥပမာပစ္စည်းဥစ္စာပေါ့နော်ပစ္စည်းဥစ္စာတွေပတ်စံပဲဖြစ်ဖြစ်ပစ္စည်းတွေပေါ့ဖုန်းတို့ကားတို့အိမ်တို့ပေါ့နော်အဲ့တော့ရှိနေတဲ့အခါကျတော့ကျွန်တော်တို့ကသိပြီးတော့အလေးနဲ့မထားဘဲနဲ့မရှိမှဒုက္ခရောက်တယ်ပေါ့နော်မရှိမှသိတဲ့အချိန်ကြီးရှိတယ်ဒါပေမဲ့မရှိမှသိမယ်ဆိုတဲ့မှာလူပုဂ္ဂိုလ်ဟာပို့ပြီးတော့မှအရေးကြီးတယ်ဒီနေ့အဖေရှိနေတယ်အမေရှိနေတယ်သားတွေသမီးတွေရှိနေတဲ့အတွက်ကျွန်တော်တို့ကသိပြီးတော့ဒါဘာမှမဟုတ်လို့ပဲဖြစ်တယ်ဒါပေမဲ့မရှိတော့မှဟာသွားတော့မှကွက်လက်ဖြစ်သွားတော့မှအဲ့တော့မှစိတ်မကောင်းဘူးပေါ့နော်ငါအဲ့တော့သူ့ဒီလိုနာကြီးမဲ့စကားတွေပြောလိုက်မိတာမှားသွားတယ်မှားစာပြီပေါ့နော်ဒါလွန်ကျွံသွားပြီအဲ့တော့ဒီနေ့ကျွန်တော်တို့ကခုနကျွန်တော်ပြောတယ်ကျွန်တော်မှအဖိုးနဲ့အဖိုးကြီးကျွန်တော်မတွေးလိုက်အဖိုးကြီးဘာမှကျွန်တော်မသိလိုက်ဒါကြောင့်ဒီမှာအဖိုးကြီးရှိနေတဲ့လူတွေကဒါကျေးဇူးတော်ချီးမွမ်းငါကျေးဇူးတော်ကြောင့်ငါမှ grandpa ပေါ့နော်ခေါ်ရမယ်အဖိုးကြီးရှိတယ်ဆိုတာကိုကျွန်တော်တို့ကအဖေနော်ကျွန်တော်အခုအဖေခေါ်ခြင်းနဲ့ကျွန်တော်အဖေမရှိတော့အဖေလို့ခေါ်လို့ရတဲ့အဖေရှိနေသေးတဲ့အတွက်ဒါကိုကျွန်တော်တို့ကဒီနေ့အလေးနဲ့ထားပြီးတော့မှတန်ဖိုးထားပြီးတော့မှနော်ကိုစတန်နီပြောလို့ဒီမှမငူပါနဲ့ကျွန်တော်ဒီချင်းနေတဲ့ဘုအဖေနဲ့သားနဲ့အဖေကတော့ဒီ countryside မှာနေတဲ့သားမြို့မှာသွားပြီးတော့မှလုပ်တယ်အဖေကနောက်ဆုံးသူအချင်းနေမကောင်းတော့ဘူးเนาะသူတယောက်တည်းပဲနေတယ်သားအဖေကိုလာပြီးတော့တွေးပေါ့เนาะအဖေချင်းနေမကောင်းဘူးသားလာခြင်းနဲ့ဒါပေမဲ့အရန် busy ဖြစ်တယ်ဆိုပြီးတော့မှနောက်ဆုံးမသွားပြည့်ဘူးမသွားပြည့်ပဲနဲ့အဖေကတည်ပြီးတော့မှအဖေရဲ့တင်ချိုင်းရောက်တဲ့အခါကျတော့မှเนาะအဲ့တော့အိမ်မှာရေးတဲ့ဒီချင်းကအဖေအသက်မရှိတော့ဘဲနဲ့တည်တဲ့အချိန်မှာမင်းငါ့ကိုလာပြီးတော့ချစ်ပြနေတာဘာမှအတိတ်ပဲမရှိဘူးတဲ့ငါအသက်ရှင်တော့အသက်ရှူနေတော့ငါ့ကိုလာချစ်ပြတာအတိတ်ပဲရှိတယ်ဆိုပြီးတော့မှဒီချင်းကတော်တော်လေးပဲကျွန်တော်ကြည့်ပြီးတော့နားထောင်ရင်းနဲ့ခံစားရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဒီနေ့မရှိမှသိမယ်ဆိုတဲ့ဟာလေးကိုဒီနေ့ဒါတစ်ချက်ကျွန်တော်တို့စိတ်ထဲမှာစဉ်းစားပြီးတော့မှကျွန်တော်တို့ခွန်အားယူဖို့ဖြစ်ပါတယ်
နောက်တစ်ခုကတော့ဗာလဲဆိုရင်ဗမာမှာတော့လမ်းထွင်တယ်လမ်းဖောက်တယ်အမေရိကကိုလာတဲ့အခါမှာကျွန်တော်တို့က American Dream နဲ့ကိုယ်လမ်းကြောင်းကိုယ့်အနေကိုဖောက်ပြီးတော့မှပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့လာကြတယ်ပေါ့နော်လာကြတဲ့အခါမှာဘာတွေ့ရလဲဆိုတော့လမ်းထွင်တယ်လမ်းဖောက်တယ်ဖျားလမ်းပြတယ်မတူဘူးနော်လမ်းထွင်တယ်ကိုလမ်းကိုထွင်တယ်ကိုလမ်းကိုဖောက်တယ်ပြီးရင်ဖျားလမ်းပြမှုကိုခံယူပြီးတော့ဖျားပြတဲ့လမ်းကိုရှောက်တဲ့ဟာကခြားနားမှုရှိတယ်အဲ့တော့ကျွန်တော်တို့ပြန်ထိုင်ပြီးတော့စဉ်းစားပါငါဒီကိုလာဖို့ကအင်္ဂလိပ်မှာတော့ by hook or by crook လို့ခေါ်တယ်မရတဲ့နီးနဲ့တစ်ခါတည်းကိုအတင်းညို့နော်ဖြစ်ပြီးတော့မှလာတာဒီဒါဘလို့မှကျွန်တော်အပြစ်မပြောတို့တော့ကိုစင်ကျင်မှုပေါ့နော်ငါလမ်းထွင်လာလားငါလမ်းငါဖောက်တာလားဒါမျိုးဘုရားသခင်ပြတဲ့လမ်းကိုငါရှောက်ပြီးတော့မှဒီနေ့အထိပေါ့နော်ငါအသက်ရှင်နေလားဆိုတာအလုံးမအရေးကြီးတဲ့မိကုံဖြစ်တယ်ဒါကြောင့်ဒါလည်းကျွန်တော် food for thought ပေါ့နော်အဲ့တော့နောက်ဆုံးတော့ကျွန်တော်ဒီနေ့မနေ့ကျွန်တော်တို့ပုံမှန်4နာရီလောက်နိုးတာပေါ့နော်နိုးတဲ့အခါမှာဆူတောင်းနေစင်ကျင်နေအဲ့တော့ဘာစဉ်းစားမိလဲဆိုခုနကြမ်းကြက်လေးပေါ့နော်ကျွန်တော်ရှိတဲ့အချိန်လေးမှာဒါလေးကိုနည်းနည်းလေးစင်ကျင်ဖို့ရှမတ်တဲ့ခန်းကြီး20နဲ့မှာဒါတော့အလုံးသိတဲ့ကျမ်းပိုက်လေးဖြစ်ပါတယ်ရှမတ်တဲ့ခရစ်ဝင်ခန်းကြီး20အငယ်39မှာတင်းပြားသခင်ထာဝရဘုရားယေရှုကတင်းပြားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနေချစ်လို့ဆိုပြီးတော့မှဟောပြတယ်ဘုရားကိုချစ်ခိုင်းတာပေါ့နော်ဒါသူခမည်းတော်ဘုရားကိုချစ်ခိုင်းတာလာမဲ့ပတ်နဲ့ကျွန်တော် link လုပ်ထားပါနော်အဲ့တော့ကျွန်တော်အဲ့ဟာထားတဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်ကိုချစ်တယ်ကိုရောကျွန်တော်ချစ်ပါတယ် I love you Lord လို့ပြောတဲ့အခါမှာခရစ်တော်ဒီယောဟန်ထဲမှာပြောထားတဲ့စကားရှိတယ်ဘုရားသခင်ကိုခမည်းတော်ချစ်ဖို့ကကျွန်တော်အရင်ဆုံးခရစ်တော်ကိုချစ်ဖို့လိုတယ်ခရစ်တော်ကိုချစ်တော်မှာအဲ့တော့ခရစ်တော်သုံးတဲ့စကားတခုကငါ့ကိုချစ်လေနဲ့ငါပညာတို့ကိုနားထောင်မယ်ငါပညာတို့ကိုကျင့်မယ်ဆိုတော့အဲ့တော့ကျွန်တော်တို့မမြင်ရတဲ့ခမည်းတော်ကိုချစ်တယ်ဆိုတာမြင်ရတဲ့ကျွန်တော်တို့ ਨੇ ထိတွေ့ခဲ့တဲ့ခရစ်တော်ကိုချစ်ခြင်းဖြစ်တယ်ရှင်ယောဟန်ကတော့ဗာပြောဆိုရင်မမြင်ရသေးတဲ့ဘုရားကိုမင်းတို့ချစ်တယ်ပြောပြီးတော့မှမြင်ရတဲ့ညီကိုတွေကိုမချစ်ဘူးဆိုရင်တဲ့အဲ့ဒါမင်းတို့လူလိမ်လူညာပဲတဲ့မှုသာသုံးတဲ့လူတွေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ဘုရားသခင်ကိုကျွန်တော်ချစ်ပါတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော် check point ရှိတယ်နံပါတ်1 check point ကနော်မြင်ရတဲ့လူတွေညီကိုမောင်နှမတွေကိုငါတကယ်ချစ်ရလားနော်ဘုရားသခင်ကိုညာလို့မရဘူးဘုရားသခင်ကတွေ့နေတယ်တီးနေတယ်အဲ့တော့ဒါနံပါတ်1နော်ကျမ်းစာတော်ပြောသခင်ဘုရားကိုစိတ်လုံးကျွမ်းမဲ့စွမ်းတတ်မြတ်ဉာဏ်ရှိမြတ်နဲ့ချစ်လို့အဲ့တော့ကျွန်တော်ကဘုရားသခင်ကိုချစ်တယ်ဆိုရင်မြင်ရတဲ့ကျွန်တော်တို့ညီကိုတွေကိုချစ်ဖို့ဒါနံပါတ်1ဒုတိယတော့ဘာကိုပြောလဲဆိုရင်ねကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့အမျှချစ်ဖို့လို့ပြောတယ်အဲ့တော့အင်္ဂလိပ်မှာတော့ who is my neighbor ပေါ့နော်ငါရဲ့အိမ်နီးနားချင်းဆိုတာဘာလို့လဲလို့မိတဲ့အခါခရစ်တော်ဘာပြောလိုက်လဲဆိုတော့ကောင်းသောရှင်မာကြီးနဲ့ပြောပြီးတော့မှနော်မင်းပတ်ဝန်းကျင်မှာဟလာနော် even မင်းနဲ့လူမျိုးမတူဟိုလဲနေတာကဂျူးကုညီတာကရှမာရိယန်သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီယန်သူကကိုနစ်ဆက်ဆိုင်တဲ့သူကိုတကယ် apply လုပ်ပြီးတော့ချစ်ပြသွားတယ်ဟိုဘက်ကပါရီရှဲနဲ့ယေဘရဟိမ်နဲ့လေဝိယတကယ်လူမျိုးချင်းတူတယ်ဖျားလူတွေဒါပေမဲ့ ignore လုပ်သွားတယ်နော်အဲ့တော့ဖျားသခင်ကမကြိုက်အောင်ကြောင့်ကိုနစ်ဆက်ဆိုင်သောသူကိုနစ်အမြချစ်ပါလို့ပြောကြကျွန်တော်တို့ပတ်ဝန်းကျင်မှာခရစ်တော်ပြောတဲ့စကားနဲ့အငယ်ဆုံးသောသူကိုကျွန်တော်တို့ချစ်ခြင်းပေါ့ဒါဒုတိယပေါ့နော်တတိယတော့ဗာလဲဆိုရင်လောကကိုချစ်တဲ့လူဟာတဲ့ငါ့ကိုချစ်တဲ့ခမည်းတော်ကိုချစ်တဲ့မေတ္တာမရှိလို့သုံးတယ်ခမည်းတော်ဆိုတဲ့စကားပါတယ်လောကအရာတွေပေါ့နော်ကြီးပွားတိုးတက်အောင်မြင်ပြီးတော့မီလီယံနာဘီလီယံနာတခါတည်းလောကီစည်းစိမ်ချမ်းသာနဲ့ကျွန်တော်တို့နေပြီးတော့မှဒီမဟာတဲ့ယခုဘောချစ်တဲ့အတွက်ငါ့ကိုစွန့်ပြီးတော့မှတက်တာလောနေထွက်သွားပြီအဲ့တော့လောကအရာတွေကိုချစ်ခင်ဆွဲလန်းတဲ့လူဟာဘုရားသခင်ကိုချစ်တဲ့မေတ္တာမရှိဘူးတဲ့နောက်တစ်ခုကခွဲထားတယ်လောကလို့ပြောပြီးမြဲ the love of money ဆိုရဲငွေကိုချစ်တဲ့စိတ်ဟာတဲ့ is the root of all evil အဲ့တော့ကျွန်တော်တို့ကလောကထဲမှာတကယ်တော့ငွေရပါဒါပေမဲ့ခရစ်တော်တီးတန့်ခွဲထုတ်လိုက်တယ်
ဘာကြောင့်လဲဆိုတော့သခင်နှုတ်ရဲ့အစီအမခံနဲ့အမြဲတမ်းဘုရားသခင်နဲ့ counter part ကစာဒမ်ဟုတ်ဘုရားသခင်ရဲ့ counter part က God of money တဲ့ New International Version อ่ะအဲ့တော့ဒီနေ့ငွေဖျားပေါ့အဲ့တော့ငွေဖျားကိုကိုးဝယ်နေတဲ့လူတွေဒါကြောင့်ကျမ်းစာပြောတယ်ဟလာသူ့ကိုချစ်မယ်သူ့ကိုမုန်းမယ်တဲ့အဲ့တော့ဒီနေ့ငွေကိုချစ်ရင် automatically ကျွန်တော်တို့ကဘုရားသခင်ကိုချစ်တဲ့စိတ်မရှိဘူးအဲ့တော့ဒါကျွန်တော်တို့ရဲ့စတုထ check point ဒီစမ check point ရတော့ဘာလဲဆိုရင်သူတစ်ပါးကိုတဲ့ကိုနှစ်အမျှချစ်ပါဆိုတဲ့စကားဖြစ်တယ်အတိတ်ကမင်းကိုမင်းကိုချစ်ဖို့လိုတယ်ဒီနေ့ကျွန်တော်ကိုကျွန်တော်မချစ်တဲ့လူတွေအများကြီးပဲကျွန်တော်ထင်တယ်ငါကိုငါချစ်တာ selfish ပေါ့နော်မဟုတ်ဘူးဒီနေ့ကျမ်းမာရေးလိုက်ဆိုင်ခြင်းတော့ is good ကိုချစ်တဲ့အတွက်ကိုချမ်းချမ်းမာမာနဲ့ရှိဖို့အတွက်စားရစင်ခြင်းနဲ့စေးမမှန်တောက်တယ်နော်မတည့်တာတွေမဆောင်စီဒါကျွန်တော်တို့ချစ်တဲ့ဟိုလောကမှာစီးစိမ်ချမ်းသာကြာရှည်ပြီးခံစားခြင်းလို့မဟုတ်ဘူးဒီနေ့ကျွန်တော်တို့မှာတာဝန်တွေရှိတယ်ဝတ္တရားတွေရှိတယ်ဒါတွေကိုဖခင်အတွက်အသက်ရှင်မှုတွေရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုလည်းချစ်ဖို့ကိုမချစ်တဲ့လူတွေအများကြီးပါအရက်တောက်တယ်စီးချတယ်အမျိုးမျိုးပေါ့အဲ့လူတွေကကိုမချစ်ဘဲနဲ့ကိုပျက်စီးအောင်လုပ်တဲ့လူတွေဖြစ်တယ်အဲ့တော့နံပါတ်5ပါလေဖခင်ကိုချစ်တယ်ဆိုရင်ကိုလည်းချစ်ဖို့လိုတယ်ကိုအရန်ဘာခေါ်လဲတိတတ်သွားတဲ့လူပေါ့နော်အရန်ချစ်ပြီးတော့လွန်သွားတဲ့လူတွေတော့ရှိတာလို့တော့ normally ကတော့ကိုမှန်ကန်စွာချစ်ဖို့လိုတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ရန်သူကိုချစ်ပါတယ်ကျမ်းစာထဲမှာအဲ့တော့ချစ်ဖို့တဲ့မှာအခက်ခဲဆုံးထဲမှာအဲ့ဒါလည်းပါတယ် love your enemy ဒါဖျားပြောတဲ့စကားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒါလေးပေါ့နော် food for thought ကျွန်တော်တို့ဒီဖျားသခင်ကိုချစ်တယ်လို့ပြောကြပါတယ်ဒီချင်းလေးဆိုတယ်နော်တကယ်ပဲဖျားသခင်ကိုကျွန်တော်တို့ချစ်လားမချစ်ဘူးဆိုတာ check point ပေါ့နော်အဲ့တော့ဗာလဲဓမ္မတိကတကယ်ပဲအဲ့တော့ပေတရုကိုပြောတယ်ခရစ်တော်ထမြောက်ပြီးတဲ့ခါမှာငါ့ကိုချစ်သလားတဲ့မေးတယ်အဲ့တော့ပေတရုကကိုတော့ကျွန်တော်ချစ်ပါတယ်ကိုတော့ကျွန်တော်ချစ်တယ်ဆိုတော့ကိုတော့သိပါတယ်ဘာကြောင့်မေးလဲဆိုတော့ညင်းငယ်လို့မေးတာညင်းငယ်လို့သုံးချိန်တိုင်တိုင်ညင်းငယ်လို့စိတ်မချလို့ပြီးတော့မှဘုရားသခင်က ministry ပေါ့နော်အပ်လိုက်တယ်အဲ့တော့ဒီနေ့ဘုရားကိုကျွန်တော်တို့ချစ်တယ်ဆိုရင်ကျွန်တော်တို့မမြင်ရတဲ့ဘုရားကိုချစ်တယ်ဆိုရင်မြင်ရတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေကိုကျွန်တော်တို့ချစ်ဖို့ခုနှစ်ဆက်ဆိုင်တဲ့သူတွေကိုချစ်ဖို့လောကအရာထက်ဘုရားကိုချစ်ဖို့ပြီးရင်ငွေထက်ဘုရားကိုချစ်ဖို့ပြီးလို့ရှိရင်ဘာခေါ်လဲကိုချစ်ဖို့ရန်သူကိုချစ်ဖို့နော်ဒါတွေကိုကျွန်တော်တို့ဒီနေ့ဆင်ခြင်ပြီးတော့မှအဲ့ဒါနဲ့မပြီးဘူးတဲ့ Deuteronomy 6မှာတင်းဖျားခင်ထာဝရဘုရားသည်တဆူဒီတော်ဘုရားဖြစ်တယ်တင်းဖျားခင်ထာဝရဘုရားကိုစိတ်လုံးကျွမ်းမဲ့စွမ်းတတ္တိရှိမြဉာဏ်ရှိသည်များနဲ့ချစ်မယ်ပြီးတဲ့အခါမင်းသားတွေသမီးတွေအဲ့ဒါကိုထိုင်တဲ့နေစီဖြစ်စေထားတဲ့နေစီဖြစ်စေအိတ်တဲ့နေစီဖြစ်စေခရီးသွားတဲ့နေစီဖြစ်စေသွန်သင်ရမယ်တဲ့ဘုရားခင်ရှိတယ်ဆိုတော့ဒီမှယုံကြည်ဖို့နဲ့ဝန်ခံဖို့နဲ့ဘုရားသခင်ကိုချစ်ဖို့အတွက်ကျွန်တော်တို့မှဒီလက်ဆင့်ကမ်းရမယ်တာဝန်ကြီးရှိတယ်ဆိုတာဒီနေ့ကျွန်တော်ကြားဖြတ်ပေါ့နော်ကျွန်တော်တို့အားပေးနေဒီကုန်းချုပ်ပါတယ်လို့အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေရှင်မြတ်တော်တာတော်ယေရှုခရစ်တော်ဘုရား၏ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရား၏လမ်းပြခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းဆုကျေးဇူးအပေါင်းတို့သည်ယနေ့ကိုတော်ဘုရားကိုဝတ်ပြုကိုးကွယ်လျက်ကဘာရရမှာရှိတဲ့ဖခင်များတို့ကိုအောက်မေ့သတိရယေရှုတင်ဂုဏ်ပြုလျက်ရှိကြသောကျွန်တော်တို့အားလုံးတို့၏ပေါ်တွင်ယခုမှစရောက်၍ကာလအစဉ်မပြတ်တည်ရောက်တည်ရှိတော်မူပါစေသောအာမင်